How do you take a caviar, sir? No caviar for me, thanks. Never did like it much. And where exactly do you live, Mr. Dawson? Well, right now my address is the RMS Titanic. After that, I'm on God's good humor. And how is it you have means to travel? I work my way from place to place, you know, tramp steamers and such. But I won my ticket on Titanic here at a lucky-handed poker. A very lucky hand. အခုနောက်ထပ်ကျန်တဲ့ဇဝင်ငန်းလေးမှာတော့ဒီ caviar ကို serve လုပ်ပေးရပေါ့နော်ကျွန်မခုနပြောသလိုပဲညာဘက်အချက်မှာအစွန်ဆုံးမှာဒီ kama spawn လေးရှိနေဖြစ်တဲ့အရင်ဆုံးလာချတဲ့ menu ကတော့ caviar ဖြစ်တယ်ပေါ့နော် caviar ကပြောရမယ်ဆိုလို့ရှိရင် fine dining တွေမှာနည်းနည်း luxury foods တွေမှာပါတယ်price အားဖြင့်လည်းနည်းနည်းတန်ကြီးမြင့်တဲ့ menu ဖြစ်တဲ့အတွက်မင်းသားအနေနဲ့တော့သူ used to မဖြစ်ဘူးပေါ့နော်သူစားလေးစားထားမရှိဘူးဟိုကထည့်ကင်းရမလားလို့ service ပေးတဲ့သူကမေးတဲ့အခါမှာရတယ်သူစားနေကြတော့မဟုတ်တော့တိတ်လည်းမကြိုက်လာပါဘူးမစားတော့ဘူးပေါ့ဆိုပြီးသူညင်းလိုက်တယ်ပေါ့နော်အဲ့လိုမျိုးလေးကျမတို့ကကို serve လုပ်တဲ့အခါမှာကိုတခုခုမကြိုက်ဘူးဆိုအောင်ညင်းခွင့်ရှိလာပေါ့နော် personally အရာဆိုလို့ရှင်တော့ကျမတို့ကိုရဲ့ဘာကြောင့်မကြိုက်တာလဲဆိုတဲ့ဟာကိုဒီနေရာမှာအလုံးကြောင်းဖော်ပြမျိုးမဟုတ်ဘဲနဲ့မင်းသားကဒီအလုံးနဲ့ communication လုပ်တယ်ပေါ့နော်သူတိုင်း society ကသူတွေနဲ့ communication လုပ်တဲ့အခါမှာသူ့ရဲ့ပုံမှန်အတိုင်းပေါ့ပေါ့ပါပါနဲ့ပြောဆိုတယ်ဒါပေမဲ့ fine dining ဆိုတဲ့ကျမတို့ဒီ dinner တွေမှာစားနေတဲ့အခါမှာတော့မျက်နှာကိုနှာခေါင်းကိုကုတ်တာတွေနှာခေါင်းနားကိုနှိုက်တာတွေနားကိုနှိုက်တာတွေဒါမျိုးတွေမလုတ်တဲ့နယ်တွေမှာပါတယ်ပေါ့နော်အစားအသောက် triple manner မှာဆိုရင်တော့ကျမတို့အနေနဲ့မျက်နှာအနားတစ်ဝိုက်မှာလက်ကိုပြန်ကုတ်တာတွေတုတ်တာတွေထောင်ကျင်းရမှာဖြစ်ပါတယ်အဲ့တော့စားသောက်ဝိုင်းမှာတော့ကျမတို့ရဲ့လက်ကဒီဓာတ်တွေခရင်တွေဇွန်းတွေနဲ့ napkin တွေကိုကင်မှုအတွက်ပဲအသုံးပြုခြင်းကတော့ပို့ပြီးတော့ရင်ကျေးတယ်လို့မြင်ပါတယ်။ဝင်ငန်းထဲမှာ caviar ကိုကျမခုနပြောသလိုမျိုး kama spawn တွေကနေလက်ပေါ်တင်ပြီးဓာတ်ရိုက်စားတာမျိုးမဟုတ်ရင်လေဆိုဘယ်လိုစားလေးရှိလဲဆိုလို့ရှိရင် unsalted cracker လို့ခေါ်တဲ့ဒီ cracker လေးပေါ်မှာတင်ပြီးတော့မှလည်းစားလို့ရပါတယ်။ကျမတို့ကဒီလိုမျိုးအစားတောက်ပွဲတွေမှာစားတဲ့ခါမှာကိုကတကယ်လို့ alcohol serve လုပ်ပေးတယ်ကွာ alcohol မတောက်ဘူးဆိုရင်တော့ကျွန်မသူ့ကိုအရင် sensitive နဲ့ဟင်းဒါကျွန်မမတောက်ဘူးဒါကျွန်မအနက်မခံနိုင်ဘူးကျွန်မဒါကြီးမကြိုက်ဒီလိုမျိုး sensitive ဖြစ်ပြီးတော့ပြောတဲ့ comment မျိုးနဲ့အများသူငါစားနေတဲ့ dining table မျိုးကပြောချင်းကတော့ကိုယ့်ရဲ့ manner အရာနည်းနည်းကိုရိုင်းပြသွားနိုင်တယ်ပေါ့နော်အဲ့တော့ကိုမနစ်သက်ဘူးကိုမယူတော့ဘူးဆိုရင်တော့ကျွန်မတို့ကို service ပေးတဲ့လူကိုပြုံးလေးပဲပြပြီးတော့အဲ့ဒီနေရာမှာကျွန်မတို့လက်ကလေးနဲ့ကပြလိုက်ရမှာပေါ့နော်ဥပမာ तू ကဒီမှာ drinks တစ်ခုခုထည့်ပေးရဆိုလဲကျွန်မတို့ဒီ wine ထည့်ရတယ်ဆိုလဲ wine ရဲ့ခွက်ရဲ့ဒီထိတ်ကလေးမှာလက်ကလေးနဲ့ပိတ်လိုက်ပြီးတော့ no thank you လို့ပြောပြီးတော့ပဲကျမတို့ဒါကိုမသုံးဆောင်တော့ဘူးဆိုတာမျိုးချက်ပြလို့ရပါတယ်ဒီနေ့ Titanic ရုပ်ရှင်ဇာတ်ဝင်ခန်းလေးကနေပြီးတော့ကိုဟာညစာစားပွဲ